Hello အားလုံးပဲကျွန်တော်တို့မင်္ဂလာပါအခုကျွန်တော်တို့နည်းနည်းလေး blame စရာလေးရှိတယ်ကျွန်တော်တို့ blame စရာဆိုတာကမြန်မာပြည်သားတွေကိုကျွန်တော် blame မှာမဟုတ်ဘူးပြောမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သားတွေအခုပြပမှာရောက်နေတဲ့ကောင်တွေတို့တခြားနိုင်ငံတွေမှာကျွန်တော်ဥပမာဗျာဟို OMTV တို့ပြောမယ်ဆိုရင်အဲ့ကျွန်တော်တို့ဟိုပြောမယ်ဆိုရင် video call ဗျာအဲ့လိုသိရမလား OMTV ဆိုတာကျွန်တော် video ပြောကျွန်တော် random ချပြီးပြောကြရဲအဲ့မှာဆိုရင်ကျွန်တော်ပြောကြရဗျာဟုတ်တယ်မလား Skype ပြောနေနောက်ပိုင်းမြန်မာဆိုတာတိလာပေါ့မမဆိုဘာလဲညာလေးဖြစ်သွားတာလေဘာမှဆိုတာတော့ကျွန်တော်နောက်တိုင်းမှာဘာမှလို့တုံးတာဘာမှဆိုတာလည်းဘာလဲပေါ့ဘာညာပေါ့အဲ့လိုမျိုးချင်းရဟိုပြေးမမှာရောက်နေကောင်ဆိုလဲwhere you are from လို့မင်းอ่ะ I'm from Myanmar လို့ဟုတ်ဘာမှလို့အဲ့လိုပြောရင်လည်းဒီလေအဲ့ဆော်တော်သားတွေကwhere is your country တဲ့အဲ့လိုရှောက်ပြောတာဗျာပေါက်ကရစဉ်းစားကြည့်အဲ့လိုကောင်တွေအမေအဲ့လိုကောင်တွေဆိုတော့ဗျာဆောက်ချင်ကြီးစရာမလိုကျွန်တော်ပြောပြမသိလားစဉ်းစားကြည့်ကျွန်တော်ပြောမယ်ကျွန်တော်မြန်မာနိုင်ငံအများကြီးမကောင်းဘူးဟုတ်တယ်မလားတို့နိုင်ငံတွေအများကြီးအဆက်ရတာတယ်ထားပါတော့ဥမာကျွန်တော်ယောဂကောင်းတွေလာဖြစ်ဖြစ်တခြားကျွန်တော်ကိုရီးယားတို့ဂျပန်တို့ကောင်းတို့မှာပညာရေးကောင်းတဲ့ကောင်းတွေအများကြီးဗျကျွန်တော်မြန်မာပြည်သားတွေပညာရေးမကောင်းတဲ့ကောင်းတွေတော့မနဲ့ကျွန်တော်ကမ္ဘာမြေပုံကြီးတွေကမ္ဘာလုံးကြီးတွေဆိုရင်ကျွန်တော်မြန်မာနိုင်ငံရဲ့တော်ဘက်မှာဆိုရင်ကျောင်းထဲမှာရှိတယ်ရုံးခန်းထဲမှာရှိတယ်ကမ္ဘာမြေပုံကြီးဆိုလည်းရှိတယ်အဲ့ဒါကျွန်တော်ဆိုရင်ပြောမယ်ဆိုရင်ကလေးနဲ့မြေကမြေကိုမြင်မှုတွေကမ္ဘာမြေပုံလေးကျွန်တော်ပြောမယ်ဆိုရင်ဒါနိုင်ငံတွေမှာချိတ်ထားကြရှိတယ်ဒါတို့မြန်မာပြည်အများကြီးမကောင်းတဲ့ကျွန်တော်နိုင်ငံနော်စဉ်းစားကြည့်ကျွန်တော်ပုံမှန်လို့မရှိတော့ကျွန်တော်ဒီလက်တော့မှပြပြောမယ်ဆိုရင်ပြည်စမပြမယ်ကျွန်တော်နိုင်ငံမြန်မာနော်ဒါက China ဒါကကျွန်တော်တို့ India Thailand နော်မလေးရှားစင်ကာပူအကုန်လုံးကျွန်တော်ကမ္ဘာအကောင်တွေသိကြတယ်နောက်တော့ပြန်မြန်မာဘာလို့မသိရလဲအကောင်တွေကနော်အဲ့မြန်မာဘာလို့မသိရလဲစဉ်းစားကြည့်အောင်ဥပမာကျွန်တော် China နဲ့ India တော့များတော့အကုန်သိကြမှာသိကြမယ်ဆိုတော့ဒီကောင်တွေကမ္ဘာမြေပုံတောင်တခါမှမကြည့်ဘူးလားစဉ်းစားကြည့်အောင်what's မြန်မာဘာလဲပေါ့မြန်မာမင်းတို့မြန်မာနိုင်ငံလားဘာညာနဲ့ပြီးဒေါ်လာတွေမိကြအကောင်ဒေါ်လာတွေအထင်မကြီးကြမလို့ပြောမယ်ဆိုရင်ကမ္ဘာမြေပုံကြီးဗျာကျွန်တော်မြန်မာနိုင်ငံကြီးတယ်နိုင်ငံလေးပေါစနာတော့စင်ကာပူလိုနိုင်ငံလေးပေါစနာလေးဖြစ်ပြီးတော့မွဲနေဆိုရင်ထားပါတော့ကျွန်တော်မြန်မာကမ္ဘာမှာပြောမယ်ဆိုရင်တော်တော်လေးကြီးတဲ့ထဲမှာပါတယ်ကျွန်တော်မြန်မာဒီဂျာမနီနဲ့လည်းကျွန်တော်ကြီးတယ် France ပြင်သစ်နဲ့လည်းကျွန်တော်ကြီးတယ်ဗြိတိန်နဲ့လည်းကျွန်တော်ကြီးတယ်နော်ကျွန်တော်တို့ထက်ကြီးတဲ့နိုင်ငံတွေဆိုရင်တက်ကြီးမရှိဘူးဘရာဇီးတို့အမေရိကန်တို့ကနေဒါတို့ရုရှားတို့ကာဇက်စတန်တို့ဒါမွန်ဂိုလီးယားတို့ချိုင်းနာတို့ပြောမယ်ဆိုရင်နောက်တော့ maybe ကျွန်တော်ဂျပန်တို့တောင်ကိုရီးယားကျွန်တော်နိုင်ငံပိုကြီးတယ်ဥပမာပြောမယ်ဆိုရင်အဲ့လောက်ထိကျွန်တော်ကြီးတဲ့နိုင်ငံဒီလိုမျိုးကြီးတဲ့နိုင်ငံတနိုင်ငံဘာလို့မသိတာလဲစဉ်းစားကြည့်အောင်မြန်မာနောက်ဆုံးကျွန်တော်တို့ဆက်ကြီးတဲ့နိုင်ငံကာဇက်စတန်တို့ရှိတယ်ကျွန်တော်လည်းကြည့်ဒါပေမဲ့ကာဇက်စတန်ရဲ့ဘေးမှာရုရှားရှိတယ်ဘေးမှာဘာမှမရှိဘူးသူ့ဘေးမှာဘာမှနိုင်ငံရေးပြည်ခါတွေဘာမှမရှိရမကြားဘူးကာဇက်စတန်ကကျွန်တော်ဆိုဗီယက်ရဲ့ဖြောင်းပြီးကွဲနိုင်ငံပြောနေတာကကျွန်တော်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့အိန္ဒိယနဲ့ချိုင်းနာကြားမှာကျွန်တော်နိုင်ငံရှိတယ်အကုန်လုံးကပြောမယ်ဆိုရင် China ဘင်္ဂလားပင်အိုတို့အားလုံးကျွန်တော်ဒီမဂါရီလက်ကြားတို့ကမ္ဘာရေလမ်းကျွန်းနှမ်းနဲ့နီးတယ်ကျွန်တော်နိုင်ငံဘာလို့မသိရလဲဒီကောင်တွေသိတာနော်ကမ္ဘာမြေပုံကြီးကောင်တွေမကြည့်ဘူးလား Where your country where ဆိုတော့ဆော်တော်သားတွေကလည်းသိလားခင်ဗျားတို့ဘာမှစောင့်နေကြည့်ကြရမလို့အကောင်စဉ်းစားကြည့်ဒီကောင်တွေကဒီမျိုးကမ္ဘာမြေပုံတောင်မနဲ့ဒီငနွားတွေကမကြည့်ခဲ့တဲ့ကောင်တွေသိလားကျောင်းမှာတောင်ဒီကောင်တွေခိုးချပြီးအောင်တာကဘာပတ်နေဆိုတာလည်းပြောမယ်ဆိုရင်ဟိုကျွန်တော်ကြားဘူးလေဂျာမနီမှာကဘာပတ်တဲ့ကောင်ကဂျာမနီနိုင်ငံမှာတောင်းစားပြီးတော့ရတဲ့ပတ်ဆိုင်တဲ့ကဘာပတ်တဲ့ကောင်တွေအဲ့လိုကောင်တွေပဲနေမှာသိလားဘာမှစောက်ရှိကြမလို့တကယ်ဘောစီတွေပြီးတဲ့ကောင်တွေမြန်မာတို့သိတယ်ဘာလို့ဆိုတော့စီဝါရီလည်းပြောမယ်ဆိုရင်စီဝါရီချက်ကြတဲ့ကျွန်တော်နိုင်ငံဟာ China နဲ့အိန္ဒိယကြားမှာရှိတဲ့နိုင်ငံဖြစ်တော့ကျွန်တော်ဒီပြောမယ်ဆိုရင်ကျွန်တော်တို့အင်အားကြီးနိုင်ငံအားမယ်နေရောတရုတ်ကလည်းကျွန်တော်ကပ်ပလီ sorry ကျွန်တော်တို့ဘင်္ဂလားပင်လေရှီလန်ထပ်ပေါက်တွေလိုချင်တာပြောမယ်ဆိုရင်တို့တရုတ်ကဒီစင်ကာပူကရေလက်ကြားကိုမခွေ့ချင်မနဲ့မြန်မာပြည်ကနေကျွန်တော်ပိုလန်မာယူတွားချင်တယ်မြန်မာပြည်ကိုအားလုံးသိမှာပဲသိတာအမေရိကန်ကောင်တွေသိမှာပဲမသိတဲ့ကောင်တွေစောက်တိုးသားတွေမို့သိတာအဲ့ကောင်တွေစောက်တိုးသားတွေမို့သိတာရုရှားတို့ဘယ်နိုင်ငံလားပြောမယ်ဆိုရင်မြန်မာနိုင်ငံကိုဝဲယူကိုတွေ့မြန်မာအဲ့စောက်တိုးသားအဲ့လိုပြောကြမှာလို့မြန်မာဆိုသိရမှာဟုတ်တယ်ဘာလို့သိရမလဲဆိုကျွန်တော်နိုင်ငံဟာကြီးတယ်အိန္ဒိယနဲ့ချိုင်းနာကြားမှာအရေးပါတဲ့နိုင်ငံပြောမယ်ဆိုရင်နောက်ဆုံးထိုင်းနဲ့တည်ရင်လေကျွန်တော်ကလကအကောင်ကြီးပညာလည်းပြန်မဆိုအကောင်ကြီးလည်းကမ္ဘာမြေပုံတော်မကြည့်တဲ့ကောင်ကြီးဗျကျွန်တော်ငယ်တုန်းကပြောမယ်ဆိုကမ္ဘာမြေပုံကြည့်တယ်ငါတို့ကမ္ဘာမြေပုံကြည့်တယ်အကုန်လုံးတည်တယ်ပြောမယ်ဆိုရင်ရတော့ဖြင့်တောင်အာဖရိကတည်တယ်တောင်အာဖရိကတည်တယ်
2010တုန်းကဝက်ကက်ကျွန်တော်ဘလုံးဝကြည့်တဲ့ကောင်တွေအတောင်ဖျက်ဆုံးတည်တယ်ရှက်ကီယာတို့ရဲ့ကျွန်တော်တို့ဝက်ကချင်းပေါ်တဲ့2010မွေးတော့တည်တယ်ပြောမယ်ဆိုရင်ဗျနောက်ဆုံးဘရာဇီးတည်တယ်ဘလုံးကြောင့်မို့ဥမာဒီအာဖရိကကကျွန်တော်တို့ဂမ်ဘီပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ chess တူတောင်တည်တယ်ဘာလို့ဆိုတော့ chat နဲ့ကျွန်တော်အဲ့လိုမျိုးလေးလာလိုက်စားတဲ့ကောင်တွေကျွန်တော်တို့ဆိုရင်ကမ္ဘာမြေပုံဆိုရင်ကျွန်တော်အများကြီးကြည့်တဲ့ကောင်တွေလေးလိုက်စားတဲ့ကောင်တွေကတည်တယ်ဒီလိုမျိုးကမ္ဘာမြေပုံတော့မနဲ့ဒီမကြည့်ဘဲနဲ့ကမ္ဘာနိုင်ငံကြီးကိုလေးလာလိုက်မက်လိုက်စားဘဲနဲ့ကမ္ဘာပတ်နေကောင်တွေခင်ဗျာစောက်တင်ကြည့်စရာမလိုဘူးလားလက်ကားကောင်နော်နောက်ခင်ဗျာပြောလိုက်အဲ့လိုမျိုးခင်ဗျားတို့ foreigner တယောက်နဲ့စကားပြောနေမို့လားပြောရင်နဲ့ကျွန်တော်ကမြန်မာလို့ပြောလိုက်မြန်မာလို့ပြောရင်လည်းခင်ဗျာရှက်စရာမလိုခင်ဗျာမြန်မာနိုင်ငံသားမဟုတ်လားဟုတ်တယ်မခင်ဗျာယုံကြည်ကြဘာရောမြန်မာနိုင်ငံသားပဲဟုတ်မှာမြန်မာမင်းနဲ့ I'm from Myanmar နော်မြန်မာနိုင်ငံလာတာကျွန်တော်မြန်မာနိုင်ငံဖြစ်တယ်ဘာမှရှက်စရာမလိုခင်ဗျာနိုင်ငံသားပဲဟုတ်တယ်မလားနော်အားပဲဘာမှမလိုပြောလိုက်ဟာ no I don't know your country လို့ပြောရင် fuck you လို့ခင်ဗျာပြန်ပြောတာသိလားချက်တီတုံးလို့မသိလားဒီလိုမျိုးကမ္ဘာမြေပုံတောင်မင်းခင်ဗျားတို့မကြည့်တတ်တဲ့ကောင်းတွေကိုစကားဖတ်ပြီးတော့အဲ့လိုကောင်းတွေကတကယ်စီးပွားရေးလုပ်ငန်းရှင်တယောက်တွေတကယ်ဘောစီကြီးကပောင်ကျောင်းဗုဒ္ဓဖြစ်သွားတဲ့ကောင်းတွေကကမ္ဘာမြေပုံကြည့်မှာပဲဟုတ်တယ်မလားဘယ်နေရာပါရှိခု green land တိလား green land ကိုကျွန်တော်တို့တိတာဘယ်တော့တောင်လဲစိတ်ဝင်စားလို့ green land ကကျွန်တော်လုံးဝပို့တယ်ကျွန်တော်တိတော့မှလည်းပြောမယ်ဆို green land ဒီကျွန်တော် Elon Musk တို့ Bill Gates တို့ကျွန်တော်တို့ Black Shareware ကကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်ဟိုပြောမယ်မေ့တော့တို့လေး beginner ကြီးအများကြီးပဲကျွန်တော်ပြောမယ်ဆိုအဲ့ကောင်သူ့နာမည်က Warren Buffett အဲ့ကောင်လေးဆိုရင် green land ကိုရန်လိုချင်တာသူတို့ကဘာလို့ဆိုတော့ green land မှာသူအင်ချန်မီတွေအများကြီးလိုချင်လို့ဘယ်လောက်ထိသူရေးပါတယ်ထားပါကျွန်တော်လည်းသိတော့ပြောပါ green land ဆိုတာကျွန်တော်တို့ပြောမယ်ဆိုရင်အခုအဲ့လိုမျိုးဗျာမြန်မာနိုင်ငံဒီလိုမျိုးနိုင်ငံကိုပတိတိကောင်တို့ခင်ဗျာစောက်တော့သားကြီးလို့မှတ်တယ်မလား I don't know you are country လို့ပြောရင် I don't know why မြန်မာလို့ပြောရင်ခင်ဗျာအဲ့ကောင်ဖတ်လို့ပြောတာဒီလားဒါတော့စောက်တော့သားကြီးဒီလိုမျိုးမြေပုံတောင်ကဘာပေါ်မှာနေပြီးကဘာမြေပုံတောင်မကြည့်တဲ့ကောင်လက်ကားကောင်တိလားနော်လက်ကားစောက်တော့သားကြီးလို့မှတ်လိုက်ဒါပဲကျွန်တော်တို့အဲ့လိုကောင်ခင်ဗျာစောက်တင်ကြရမလို့ဘိုင်